တေဆုံးတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ထုံးတဲ့အစဉ်လာတွေယဉ်ကျေးမှုတွေရိုးရာဓလေ့တွေများစွာရှိပါတယ်။အဲ့ဒီတည်းကမှဖိလစ်ပိုင်လူမျိုးတွေကတော့နိုဗီနာလို့ခေါ်တဲ့ဘာသာရေးဆုတောင်းတဲ့ပွဲကိုသူတို့ကျင်းပကြပါတယ်။တစ်နှစ်မှာတရက်တော့မိသားစုဝင်တွေကသူတို့ချစ်တဲ့သူရဲ့အုတ်ဂူကိုတွားရောက်ပြီးတော့တဏီကုံနေပြီးတော့အစားအသောက်တွေနဲ့ကွယ်လွန်သူတွေကိုဆုတောင်းပူဇော်ပေးကြတယ်။ကျွန်တော်အဖေကျွန်တော်ကိုပြောဖို့တဲ့သူ့တငယ်ချင်းဇလန်လေးတစ်ခုပြပြပါမယ်။ကျွန်တော်အဖေလူငယ်ဘဝတုန်းကနေရွာလေးတစ်ရွာမှာတငယ်ချင်းတစ်ယောက်ရှိပါတယ်။သူ့နာမည်ကဂျွန်လို့ခေါ်တယ်။တရက်မှာဂျွန်ကသူ့ရဲ့အိမ်နီးချင်းတွေတေဆုံးတဲ့သူတွေအတွက်ဆုတောင်းပြီးထားခဲ့မဲ့အစားအသောက်တွေကိုအခွင့်ကောင်းယူဖို့သူဆုံးဖြတ်လိုက်တယ်။လူတွေတင်းချိုင်းကပြန်သွားကြပြီဆိုတာနဲ့သူကဒီအစားအသောက်တွေကိုတွားယူမယ်လို့ကျွန်တော်အဖေကိုပြောပြတယ်။ကျွန်တော်အဖေကဝိညာဉ်တွေကိုလေးစားပြီးဒီလိုမျိုးမလုပ်ဖို့အကြံပေးပေမဲ့ဂျွန်ကတော့ဝိညာဉ်တွေတရေတွေဘဝတစ်တွေကိုသူကမယုံကြည်ဘူး။ဒါကြောင့်မို့သူ့ကိုဘလို့မှတားလို့မရပါဘူး။သူကအိမ်ကနေအဲ့အလွတ်တလုံးကိုယူပြီးတော့တင်းချိုင်းမှာရှိတဲ့တစ်ပင်ရဲ့နောက်ွယ်မှာသူပုံနေခဲ့။လူတွေကတော့သူတို့ချစ်တဲ့အုတ်ဂူတွေရှိမှတချင်းတွေဆိုအစားအသောက်တွေနဲ့ဆုတောင်းပေးနေကြပါတယ်။အဲ့ဒီညကတင်းချိုင်းတစ်ခုလုံးကလည်းဖျောင်းနိုင်နေပန်းတွေနဲ့အလှဆင်ထားပါတယ်။ပြီးတော့ဖွယ်ဖွယ်ရရချက်ပြုတ်ထားတဲ့အိမ်ဟင်းတွေရဲ့မှုရနံကလည်းလေထဲမှာတင်းပြတ်နေတာပေါ့။ဂျွန်ကဒီညမှာသူစားဖို့စီစဉ်ထားတဲ့အစားအသောက်တွေကိုကြည့်ပြီးတော့တရေတများများကြာနေတယ်။မိုးချုပ်လို့လူရှင်းသွားပြီဆိုတာနဲ့သူကတိတ်တိတ်လေးအုတ်ဂူရီနာကိုတွားပြီးတော့တည်သွားတဲ့သူတွေအတွက်ဆူတောင်းပေးထားတဲ့ဟင်းတွေကမှသူ့အကြိုက်ဆုံးဟင်းတွေကိုသူ့အိတ်ထဲကိုစပြီးတော့ထည့်တော့တယ်။သူ့ရဲ့စိတ်ထဲမှာလည်းထီပေါက်တယ်လို့ခံစားနေရတာပေါ့။သူအဲ့လိုလုပ်နေတော့သူတယောက်တည်းမဟုတ်ဘူးဆိုတော့သူသိလိုက်တယ်။အဲ့ဒါနဲ့သူလည်းနောက်ကိုလှည့်ပြီးတော့ဟေးခမားလည်းကျွန်တော်နဲ့အတူတူပဲမှလားဆိုပြီးတော့သူကလှမ်းပြီးပြောလိုက်တယ်။ဒါပေမဲ့တစ်ဖက်ကဘာမှမပြောဘူး။တစ်ဖက်ကလူကလည်းသူ့လုပ်ကိုသူဆက်လုပ်နေတယ်။အဲ့ဒါနဲ့ဂျွန်ကလည်းဒီလူကလည်းရိုင်းလိုက်တာဆိုပြီးတော့သူစိတ်ကြိုက်ရွေးပြီးတော့ထည့်ထားတဲ့ဟင်းတွေကိုသူအားရပါရစားနေတယ်။စားလိုက်ပါလာတဲ့အရက်လေးတောက်လိုက်နဲ့လောကစီစိန်တွေကိုသူခံစားနေရပေါ့။အဲ့ဒါနဲ့သူလည်းစားရင်နဲ့ဘီလန်သွားတော့ခဏလေးနားနေတဲ့အချိန်မှာလေတွေကအပုံးနဲ့တစ်ခုသူစတင်ရလိုက်တယ်။ပုတ်တဲ့အနံ့ကအသားပုံအနံ့လိုပဲ။ဒါပေမဲ့ဂျွန်ထင်တာကတော့ဒီအစားအသောက်တွေကတဏီကုံနေပူထဲမှာထားလို့ပုတ်ဆပြုတ်နေပြီလို့သူထင်လိုက်တယ်။အဲ့ဒါမို့သူ့ရဲ့အစားအသောက်တွေအပြည့်ထည့်ထားတဲ့အိတ်ကိုဆွဲပြီးတော့သူကထွက်လာခဲ့တယ်။သူလမ်းလျှောက်နေရင်လူရိတ်တစ်ခုကိုသူတွေ့လိုက်တယ်။အဲ့ဒါနဲ့သူလည်းဆက်စုပြီးတော့ကြည့်လိုက်တာပေါ့။အဲ့ဒီလူကဘာတွေလုပ်နေလဲဆိုတော့အလောင်းထဲကနေအသားစားတွေကိုဆွဲထုတ်နေတယ်။အဲ့ဒါကိုသူကြောင်အန်းနဲ့ရက်ကြည့်နေတော့အဲ့ဒီအရိတ်ကလူလိုတရေလိုတတဝါသူ့ကိုလှမ်းပြီးတော့ကြည့်လိုက်တယ်။သူ့ရဲ့အကြည့်ကလည်းအရန်ကြောက်ဖို့ကောင်းတယ်။အဲ့တော့ဂျွန်ကလည်းကြည့်နေနဲ့ကြက်တီသေးသွားခဲ့ခဏကြာတော့သူတတိပြန်ဝင်လာပြီးတော့တုံတုံကြီးနဲ့ထိတ်လန့်တကြားသူတဲလာတဲ့ပစ္စည်းတွေအကုန်လုံးပြစ်ချပြီးတော့အိမ်ကိုခွေးရုပ်တကောင်လိုပြေးပြီးတော့ဝင်သွားပါတော့သူလည်းအိမ်ရောက်တာနဲ့ငိုကြီးချက်မှသူဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေအကုန်လုံးသူ့ရဲ့မိဘတွေကိုသူပြောပြတယ်ဒီအစားအသောက်တွေကိုသူခိုးပြီးတော့ယူစားခဲ့မိတာကိုလည်းသူတောင်းပန်ပါတယ်ဆိုပြီးတော့သူပြောတယ်နောက်တစ်ခါလည်းသူဒီလိုမျိုးဘယ်တော့မှမလုပ်ဖို့ငိုယိုပြီးပြောတယ်အဲ့ဒါနဲ့သူ့အမေကအဲ့ဒါဘဲဆိုတဲ့တစီဖြစ်ရမယ်မင်းကိုမစားလိုက်တာကံကောင်းလို့ဆိုပြီးပြောတယ်အဲ့ဒီဘဲဆိုတဲ့တစီကညဘက်တွေမှာအလောင်းတွေကိုခိုးယူပြီးတော့ပုတ်နေတဲ့အသားတွေကိုစားတဲ့တစီတစ်ကောင်ဖြစ်ပါတယ်အဲ့ဒီတစီမှာကအယိုးတွေနဲ့အသားတွေကိုဖောက်နိုင်တဲ့သွားတွေလက်သေးတွေရှိတယ်သူအစားစားတဲ့အခါမှာလည်းသူ့စီကအနံဆိုးတွေအပုံနှံတွေထုတ်လွတ်တတ်ကြအောင်လဲသူ့မိကပြောပြတယ်နောက်နေ့မှာတော့ဂျွန်ကဒီအဖြစ်အပျက်တွေကိုရဲတွေကိုသတင်းပေးလိုက်တယ်ရဲတွေကလည်းတင်းချိုင်းကိုအလင်းမြန်တော့ရောက်ခဲ့တာပေါ့သူပြောရဲ့ဘဲရှိတဲ့နေရာကိုရောက်တော့သူတို့အကုန်လုံးအုတ်ကူကိုဝိုင်းပြီးတော့တူးကြတယ်အလုံးပိတ်ထားတဲ့ခေါင်းတလားကိုသူတို့ဖွင့်ကြည့်လိုက်တယ်အဲ့ဒီချိန်မှာအခေါင်းထဲမှာအလောင်းကရှိမနေပါဘူးအဲ့ညမှာအလောင်းအစားငပြောပြင်စီတစ်ခုပဲတွေ့ရရတယ်အလောင်းရဲ့အရေးအယောင်အစအနတောင်မတွေ့ရပါဘူးတိတ်ဆုံးတဲ့သူတွေနဲ့ပတ်သက်ပြီးတော့အယူအဆတွေဒလီထုံးစံနေရှိတာမို့ဘာမှသူချာနေရဲ့ပရိသတ်ကြီးလဲရောင်လို့တောင်တွားမစားပါနဲ့နော်ဒါတွေကအရန်ကိုကြောက်ဖို့ကောင်းပါတယ်ကျမနဲ့ကျမညီမလေးဂျူလီကိုအ
ဖေနဲ့အမေကပြောပြလို့ကျမတို့ဟာဂါလာမိုးရဲ့နာမည်ကြီးရဲ့ Iris မိသားစုကဆင်းသက်လာလို့သိရပါတယ်။အိုင်ယာလန်တဝင်းလုံးမှာဂါရာမိုးလို့လူသိများပြီးကြောက်ရတဲ့နာမည်တစ်ခုဖြစ်တယ်ဆိုတာကိုကျမတို့သိခဲ့ရတယ်။ဘာလို့ကြောက်ရတာလဲမေးတိုင်းကျမမိဘတွေကအကြောင်းအရာကိုမမြန်လေးအဆက်ဖြတ်ပြီးတော့ပြောင်းလိုက်ကြတယ်။ဒါပေမဲ့ကျမတို့ကတော့ Irish ရိုးရာပုံမြင်တွေကိုအချိန်တိုင်းအဆက်မပြတ်ပြလေးရှိတယ်။အထူးသဖြင့်ဘန်ရှီလို့ခေါ်တဲ့ပုံမြင်တစ်ခုကကျမတို့ညီမနှစ်ယောက်ကိုကြောက်ရွံ့စေပါတယ်။ဘန်ရှီဆိုတာကအိုင်ယာလန်တစ်ခုလုံးမှာအကြောက်ဆုံးစီတန်တတဝါဖြစ်ပြီးတော့ကဘာပေါ်ကလူတွေရဲ့အပေါ်မှာကြောက်ရွံ့မှုတွေယူဆောင်လာလို့ကဘာတုံးလုံးမှာလူသိများပါတယ်။အိုင်ယာလန်ကမိသားစုတိုင်းမှာသူတို့နဲ့အတူမွေးဖွားလာကြတဲ့ဘန်ရှီတစ်ကောင်ရှိပါတယ်။သူကမူလကတော့မိသားစုဝင်တစ်ယောက်တည်ဆုံးသွားတဲ့အခါမှာနာရီတချင်းတွေကိုဆိုပြီးတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။အချိန်ကြာလာတဲ့နေ့အမျှသူ့ရဲ့တည်ဆုံမှုဟာပိုပြီးတော့ဝမ်းနည်းစရာကောင်းလာပြီးနောက်ဆုံးမှာတော့ကြေကွဲပွေရာကောင်းတဲ့အော်ဟစ်ငိုယိုသံတွေဖြစ်လာပါတယ်။ဘန်ရှီကသူ့ရဲ့မိသားစုခံစားရတဲ့နာကျင်မှုတွေကိုခံစားလာရပြီးတော့အချိန်ကြာလာတာနဲ့အမျှဘန်ရှီစီတန်ဝင်ထားတဲ့သူ့ရဲ့ခန္ဓာကိုယ်ကပိန်ချုံလာပြီးတော့အသက်မဲ့တဲ့ဝိညာဉ်တစ်ကောင်ဖြစ်သွားတာပါ။ပြီးတော့သူ့ရဲ့ပုံမှန်တရံကလှပတဲ့သပင်အနီရောင်ကနေအဖြူရောင်ပြောင်းသွားပြီးတော့သူ့ရဲ့မျက်လုံးအစိမ်းရောင်ကလည်းထာဝရငိုယိုနေလို့သွေးဆုံးတဲ့အနက်ရောင်ပြောင်းလဲသွားတာပါ။သူ့ရဲ့နောက်ဆုံးပြောင်းလဲမှုကတော့အကြောက်ရဆုံးပါပဲ။သူ့ရဲ့တာယာတဲ့တချင်းဆိုတန်းကနေကြောက်မဖို့ကောင်းတဲ့သွေးပြတ်ဖွယ်အော်တန်တစ်ခုဖြစ်သွားပါတော့တယ်။သူ့ကိုသူ့မိသားစုကဝဝေးရှောင်ရပါတယ်။ပြီးတော့သူကသူ့ရဲ့အနောက်ကိုတသက်လုံးလိုက်လာဖို့သူချစ်ရတဲ့မိသားစုဝင်တွေကတယောက်ယောက်တေဆုံးမှုနီးလာတဲ့အခါမှာသူ့ရဲ့အော်တန်ကိုကြားရဖို့ကြိမ်စာတိုက်လိုက်ပါတယ်။တေဆုံးမှုကံပါလာတဲ့သူတွေကဗန်ရှိရဲ့အော်တန်ကိုကြားရမှာဖြစ်ပြီးတော့နောက်ဆုံးအသက်ရှူချိန်မှာသူ့ကိုမြင်ရမှာပါ။ဒီပုံမြင်ကကျမတို့ညီမနှစ်ယောက်ကိုကြားကြရ6လန့်နေခဲ့တာပါ။ကျမတို့ကလည်း Irish မိသားစုဖြစ်လို့ဗန်ရှိကိုမြင်ရပြီးသူ့ရဲ့ငိုယိုတန်ကြီးကြားရမလားလို့တွေးပူပြီးကြောက်ရွံ့နေမိပါတယ်။တနေ့မှာတော့ကျမဖေကမိသားစုရဲ့မဟာအိမ်ကြီးဖြစ်တဲ့ဂါလာမိုးရဲတိုက်ကိုနောက်ဆုံး Irish မိသားစုဝင်တိတ်ဆုံးသွားတဲ့အတွက်အမွေရရှိခဲ့တဲ့စာတစောင်ကိုလက်ခံရရှိခဲ့တယ်။အမွေကိုရဖို့အတွက်ကျမတို့မိသားစုကရဲတိုက်ထဲမှာနေရမှာပါ။ဒီသတင်းကိုကြားတော့ကျမမိဘတွေကကျမတို့အခုလက်ရှိနေထိုင်တဲ့အမေရိကကအိမ်ကနေဂါလာမိုးရဲတိုက်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ရဲတိုက်ရှိကိုကားရောက်ချင်းကျမစက်သိမ်းမွေးညင်းနေထလာတယ်။ကြီးမားပြီးကာယံထားတဲ့ကြောက်တိုင်းတွေကကျမကြည့်ဘူးတဲ့ထိတ်လန့်စရာဟော်ရာရုပ်ရှင်တွေကရဲတိုက်တွေလိုပါပဲ။အစီကံတွေကကျမတို့ထုတ်ပိုးတွေကိုပူပြီးတော့နေဖို့အတွက်စီစဉ်ပေးပါတယ်။ဒီအိမ်သစ်မှာနေသားကြလာတဲ့အခါမှာကျမနဲ့ဂျူလီကပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာဖို့ထွက်ခဲ့တယ်။ဈဉ္ညာရှောက်လန်းတွေမှာလှပတဲ့ရှုခင်းတွေနဲ့မိသားစုရဲ့ပုံတွေပကြီးကားတွေကိုအလှဆင်ထားပါတယ်။ဒါပေမဲ့အိတ်ထဲကကျမတို့ညီမနှစ်ယောက်သတိထားမိတဲ့အရာကအကောင့်တစ်ကောင်ကောင်ဖြက်စီထားပြီးတော့စုပ်ပြဲနေလို့ရှိတဲ့ပုံတူပကြီးကားတစ်ချက်ကိုပါအဲ့ဒီပုံတူကိုကျမတို့ညီမစိုက်ကြည့်နေတော့မှပဲကျမမိန်းကလေးတစ်ယောက်ရဲ့နာကျင်နေပြီးအလန့်တကြားအော်ဟစ်နေတဲ့အတန်တစ်ခုကိုကျမကြားလိုက်ရတယ်။ကျမချက်ချင်းလှည့်ကြည့်လိုက်တဲ့အခါမှာကျမညီမလေးဂျူလီလည်းပျောက်နေတယ်။ကျမပတ်လဲလှည့်ကြည့်လိုက်တော့ပုံတူဆွဲထားတဲ့မိန်းကလေးပကြီးကားကတကားပေါက်တစ်ခုလိုပွင့်နေတာတွေ့လိုက်ရတယ်။အဲ့ဒီတကားကနေချောင်းကြည့်လိုက်တော့ကျမညီမလေးဂျူလီရက်နေတာကိုတွေ့လိုက်ရတယ်။ဂျူလီကဘာလုပ်နေလဲဆိုတော့မှန်ရှိတစ်ခုမှရက်နေပြီးတော့မှန်ထဲမှာပေါ်တဲ့သူ့ရဲ့ပုံရိပ်ကိုသူစိုက်ကြည့်နေတယ်။ကျမမှန်ကိုကြည့်လိုက်တဲ့အခါမှာမြင်လိုက်ရတဲ့ပုံရိပ်ကအယမ်းကိုကြောက်ဖို့ကောင်းတယ်။အဲ့ဒီပုံရိပ်ကကျမတို့စွမ်းနာကြည့်နေတဲ့မိန်းကလေးလိုပဲကျမညီမလေးဂျူလီရဲ့စပင်ကြီးကနှင်းပွင့်နေလို့ဖြူဝေးစွန့်နေပြီးတော့မျက်လုံးကြီးကသူ့ကိုစိုက်ကြည့်နေတယ်။ပြီးတော့သူ့ရဲ့ပါးစပ်ကနေလဲတွေးတွေစီးကြနေအောင်တွေးလိုက်ရတယ်။ပြီးတော့ဂျူလီကိုမှန်နေရဝိညာဉ်ကစိုက်ကြည့်နေပြီးတော့သွေးပြက်ဖွယ်ကောင်းတဲ့အော်တန်တစ်ခုလည်းထွက်လာတယ်။တစ်ချိန်တည်းမှာပဲဂျူလီရဲ့မှန်နေကမျက်လုံးကအနက်ရောင်နေပြောင်းသွားတယ်။ကျမလည်းအရန်ကိုလန့်သွားပြီးတော့ဂျူလီရဲ့လက်မောင်းကိုအလင်းအမြန်ဆွဲပြီးမိဘတွေစီကိုအမြန်ဆုံးပြေးလာခဲ့လိုက်တယ်။အဖေနဲ့အမေကိုတွေ့တဲ့အခါမှာကျမတို့ကဒီခန်းထဲမှာတွေ့ခဲ့တာဖြစ်ခဲ့တာတွေကိုရှင်းပြလိုက်တယ်။ဘေးမှာရက်ပြီးနားထောင်နေတဲ့အစီကံအချို့ကတော့ကြောက်လန့်ပြီးတော့ထွက်ပြေးသွားကြတယ်။အစီကံတစ်ယောက်ကတော့ဒါဗန်ရှိပြန်လာတာလို့ကျမတို့ကိုပြောပြတယ်။ကျမတို့ရဲ့အဖေနဲ့အမေကတော့ဒါတွေကအယူတီးတာတွေပါဘာမှမဖြစ်ပါဘူးဆိုပြီးတော့ကလေးတွေကိုစိတ်အေးအောင်လုပ်ပေးပါတယ်။ကျ
ကျမသတိထားမိတာကအဲ့ဒီအချိန်နောက်ပိုင်းမှာကျမညီမလေးဂျူလီကအခန်းထဲကတစ်ခါမှမထွက်လာတော့ပါဘူးအစီကံပြောပြတာတွေကိုကျမပြန်တွေးကြည့်လိုက်တော့ဘယ်ရီအားလုံးကဆက်ဆက်ပြီးအတိတ်ပဲရှိတာသူခံစားရတယ်။မှန်နေကပေါ်နေတဲ့ဂျူလီရဲ့ပုံစံကကျမတို့သိထားတဲ့ဇလန်းတွေကပုံမှန်တံအတိုင်းဖြစ်နေပြီးတော့အော်တန်ကလည်းတကယ်ကြီးတည်တည်ချာချာကြားခဲ့ရတာပါ။ဒါကြောင့်မို့ကျမရဲ့ညီမလေးဂျူလီကမိသားစုရဲ့ဗန်ရှိဖြစ်ပြီးသူ့ကိုတေဖို့ကျိန်စာတိုက်အမှတ်အသားပြုတ်လိုက်တာပါပဲ။ကျမလည်းနောက်ညတွေမှာကျမရဲ့ညီမလေးနာကိုအနီးကပ်စောင့်ကြည့်နေရတယ်။ဂျူလီကညစာမှလည်းဘာမှမစားတော့ဘူး။သူ့ရဲ့ကစားစရာတွေစာအုပ်တွေဘာလို့မှစိတ်ဝင်စားတော့သူ့ရဲ့ပျော်ရွှင်နေတဲ့ပုံစံတွေကလည်းပျောက်ဆုံးသွားခဲ့ပါတယ်။သူရဲ့ကျမသူ့ရဲ့အခမ်းအနားကဖျက်လျှောက်သွားရင်းနဲ့ဂျူလီရဲ့အော်တန်ကိုကြားလိုက်ရတယ်။ပြီးတော့ဒီအတန်ကိုကျမပဲမဟုတ်ဘဲနဲ့အဖေနဲ့အမေရောရဲတိုက်တစ်ခုလုံးကပါအော်တန်ကိုကြားခဲ့ရတာ။ကျမလည်းကျမညီမလေးအခန်းကိုသွားပြီးတော့အတူတူကစားချင်လို့လားဆိုပြီးတော့မိခဲ့တယ်။ဒါပေမဲ့ဂျူလီကတော့ဒီတိုင်းလေးစိတ်အားငယ်ပြီးတော့ထိုင်နေခဲ့တယ်။ကျမသတိထားမိတာကသူ့ရဲ့စပင်းကအယောင်နည်းလေးပြောင်းလာတယ်။ပြီးတော့ဂျူလီရဲ့မျက်လုံးတွေကလည်းနည်းနည်းလေးမဲလာတော့သတိထားမိလိုက်တယ်။ကျမလည်းကျမညီမလေးဘာဖြစ်နေရလဲဆိုတာကိုသိချင်လို့ရဲတိုက်ရဲ့စာကြည့်တိုက်ကိုတွားပြီးတော့ဒီအကြောင်းနဲ့ဆက်ဆက်တာတွေကိုသိချင်တဲ့အတွက်ကြောင့်မို့စာအုပ်တွေကိုမှွေနှောက်ပြီးတော့ရှာဖွေခဲ့တယ်။နောက်ဆုံးမှာတော့ကျမလိုချင်တဲ့စာအုပ်ဟောင်းတစ်ခုကိုတွေ့လိုက်ရပြီးတော့ကျမရှာဖွေနေတဲ့အဖြေကိုတွေ့လိုက်ရပါတယ်။ဂါလာမိုးမိသားစုရဲ့ဗန်ရှိကျိန်စာဟာတခြားဟာတွေနဲ့မတူပါဘူး။ဗန်ရှိဝိညာဉ်ကမိသားစုဝင်တစ်ယောက်ကိုဝင်ပို့ပြီးသူ့နေရာကိုယူလိုက်နိုင်ရင်အနားယူနိုင်ပါပြီ။သူကသူ့ရဲ့သားကောင်ကိုရွေးချယ်ပြီးသွားတဲ့အခါမှာဘယ်အရာမှသူ့ကိုတားဆီးနိုင်မှာမဟုတ်တော့ပါဘူး။ကျမလည်းစိတ်ဆင်းရဲမှုများစွာနဲ့ဒီအကြောင်းအရာကိုဖတ်နေတော့ရုတ်တရက်ရဲတိုက်တစ်ခုလုံးလှုပ်ခါနိုင်လောက်အောင်ပြင်းထန်တဲ့အော်တန်တစ်ခုထွက်လာတယ်။ကျမလည်းကျမညီမလေးဂျူလီအခန်းဘက်ကိုအပြေးလွှားသွားခဲ့တယ်။အဖေနဲ့အမေကလည်းအခန်းရှိကိုရောက်နေပြီးတော့ဂျူလီအခန်းထဲကိုသူ့ရင်ထိတ်လန့်တကြားနဲ့ကြည့်နေတဲ့ပုံစံကိုတွေ့လိုက်ရတယ်။ကျမလည်းအဖေနဲ့အမေရဲ့အရှိကိုတွားပြီးတော့ဂျူလီအခန်းထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုစိတ်လှုပ်ရှားသွားနေကြည့်လိုက်တယ်။ကျမမြင်လိုက်ရတဲ့မြင်ကွင်းကိုမယုံနိုင်လောက်အောင်ဖြစ်ခဲ့တယ်။ဘာလို့လဲဆိုတော့ဂျူလီရဲ့စပင်းကြီးကလုံးဝအပြူအောင်ဖြစ်သွားပြီးတော့လေထဲမှာဝဲနေတယ်။ပြီးတော့သူ့ရဲ့မဲနက်တဲ့မျက်လုံးတွေကနေပြီးတော့သွေးမျက်ရည်တွေကတပေါက်ပေါက်နဲ့စီးကျနေတယ်။ပြီးတော့ကျမညီမလေးဂျူလီရဲ့မျက်နှာကလည်းအရင်ထက်ပိုပြီးတော့ပိန်သွားတယ်။ကျမတို့ကြည့်နေတော့မိခိုးလုံးတွေထွက်လာပြီးတော့ဗန်ရှိဝိညာဉ်ကပေါ်လာတယ်။ပြီးတော့ကျမညီမလေးကိုကြည့်ပြီးအော်လိုက်တဲ့အခါမှာဂျူလီရဲ့ခန္ဓာကိုယ်ကကျမ်းမြင်မို့ပုံရသားလေးကျသွားတယ်။ဗန်ရှိရဲ့မျက်နှာကကြောက်မက်ဖွယ်ရကောင်းပြီးတော့အင်းထန်နဲ့အတန်အရှည်ကြီးကိုထုတ်လွှတ်ပြီးတော့အော်နေတဲ့အချိန်မှာကျမညီမလေးဂျူလီရဲ့ဝိညာဉ်ကလည်းဒီပေါ်မှာတဖြည်းဖြည်းလွင့်ပြန်နေခဲ့တယ်။နောက်ဆုံးဂျူလီရဲ့ဝိညာဉ်နဲ့ဗန်ရှိရဲ့ဝိညာဉ်နှစ်ခုပေါင်းဆက်သွားပြီးတော့ကျမတို့မျက်စိရှိမှရင်ပဲပျောက်ကွယ်သွားခဲ့ပါတယ်။ကျမလည်းကျမအချစ်ဆုံးညီမလေးဂျူလီပျောက်ကွယ်သွားတာကြောင့်ယူကျုံမရငိုကြွေးနေခဲ့ပြီးတော့အဖေနဲ့အမေကလည်းသူတို့မျက်စိရှိမှရင်သမီးတစ်ယောက်ဆုံးရှုံးသွားတာမို့စိတ်မကောင်းကြီးစွာဖြစ်ပြီးတော့ထိတ်လန့်တုန်လှုပ်နေကြပါတယ်။ဂါလာမိုးမိသားစုရဲ့နာမည်ကိုဘာလို့အိုင်ယာလန်တဝင်းလုံးမှာကြောင်းရွံ့ရလဲဆိုတာကိုကျမတို့မိသားစုကသက်သေပါပဲ။ဒီမျိုးရိုးစင်ဆက်မိသားစုရဲ့လှုပ်ဝက်ချက်ကိုကျမတို့ဘယ်တော့မှမသိခဲ့ရင်ပိုကောင်းမှာပဲလို့ဆန္ဒပြုမိပါတယ်။ဘာမှသူချာနေရဲ့ပရိသတ်ကြီးကရောဒီလိုမျိုးမိသားစုလိုက်ကျင်းစာတင့်နေတဲ့ကျင်းစာတွေကိုမြင်မှုလိုက်ရင်ကျင်းစာတင့်နေတဲ့အိမ်တို့ကျင်းစာတင့်နေတဲ့ပစ္စည်းတို့ဆိုတာအပြင်မှာရှိရလို့ကြားဖို့ပါတယ်။တကယ်လက်တွေကိုယ်သာရင်ဆိုင်ရရင်ဘလို့အဖြစ်ဆိုမျိုးကြုံမလဲမသိရဘူးနော်။တော်တော်လေးကြောက်ဖို့ကောင်းတယ်။နောက်လေစိတ်ဝင်စားဖို့ကောင်းတဲ့ story လေးတွေအများကြီးတင်ဆက်သွားမှာမို့လို့ channel လေးကိုဝင်ကြည့်ဖို့မမေ့ပါနဲ့အောင်နော်။like and subscribe လေးလုပ်ဖို့လည်းမမေ့ပါနဲ့ရှင်။ကျေးဇူးအများကြီးတင်ပါတယ်။